ကျွန်တော်တို့စမတ် Android box တွေလိုချင်တဲ့ mix တွေများဒီဗီဒီယိုကိုကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ဆိုတော့ကျွန်တော်စီမှာစမတ် Android box ဆိုလို့ရှိရင်ပစ္စည်းလာဆက်တိုင်းကျွန်တော်ဝယ်မနေဘူးဗျဘာကြောင့်လဲဆိုလို့ရှိရင်ဒီဟာတွေကိုကျွန်တော်လွန်ခဲ့တော့9နှစ်10နှစ်လောက်ထိကကျွန်တော်စရောင်းခဲ့တာဒီစမတ် Android box မှာဒီ H96 တို့ဘာတွေကသူကမူလလက်ဟောင်းနေပစ္စည်းအင်မတန်ကောင်းတယ်ကျွန်တော်တို့အပျက်စီးအင်မတန်နေတယ်ဆိုတော့ဒီပစ္စည်းတွေရောက်မှပဲကျွန်တော်ရောင်းလေရောင်းထားရှိတယ်ဒီကြားထဲမှာကျွန်တော်ကြိုက်တဲ့ model လေးဆိုတော့ရောင်းလေရောင်းထားတော့ရှိပါတယ်ဒါပေမဲ့အမျိုးအစားတိုင်းကျွန်တော်မရောင်းခင်ဗျဆိုတော့ဒီ H96 Q သုံးထားတဲ့မိတ်ဆွေဆိုရင်အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာလည်းရှိပါလိမ့်မယ်တော်တော်လေးကိုအကျန်းခံတဲ့ဆက်ကလေးဖြစ်တယ်အခုတော့ new version နဲ့ထွက်လာတယ်ဗျသူက H96 Q Plus ဆိုပြီးတော့ထွက်လာတယ်ဒီ H96 Q Plus က RAM 2 internal memory 60ကျွန်တော်တို့အိမ်မှာသုံးမဲ့အသက်ကြီးလူကြီးမိဘတွေနဲ့ဆိုရင်တော်တော်လေးကြိုက်တဲ့ဆက်မျိုးစားလို့ပြောရမယ်။သူကကျွန်တော်တို့ Allwinner H313 ဆိုတဲ့ chipset ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်နှေးသွားတာတွေထစ်သွားတာတွေတော်တော်များများမရှိဘူး။ပြီးရင်ဆက်ပူပြီးတော့ရက်သွားတာဆိုတာလည်းတိတ်မရှိတဲ့ဆက်မျိုးပေါ့။ဆိုတော့ဈေးနှုန်းက3,500နဲ့ကျွန်တော်တို့ဖြန့်ဖြူးရောင်းချပေးနေပါတယ်။သူ့ရဲ့ model number က H96 Q Plus လို့ခေါ်ပါတယ်။အခုနောက်ထွက်တဲ့ series ပါ။တော်တော်လေးအကျန်းခံပါတယ်ခင်ဗျာ။ကဲနောက်တစ်မျိုးကကျွန်တော်တို့ H98 Plus ဖြစ်ပါတယ်။ဆိုတော့ဒီဆက်ကတော့ဘယ်လိုလူတွေဝယ်သင့်တယ်လဲဆိုလို့ရှိရင် Android box Smart Android box ကိုဝယ်ပြီးတော့တော်တော်များများကလိချင်တဲ့မိတ်ဆွေတွေ file များများထည့်ချင်တဲ့လူတွေအတွက်တော်တော်လေးအဆင်ပြေလိမ့်မယ်အကျန်းလဲခံလိမ့်မယ်။သူကကြတော့ RAM 4 internal memory 32ဆက်ကလည်းညံနှုံးလေးတော်တော်လေးကောင်းသွားပြီ။ပြီးတော့စနစ်လေးတွေ function လေးတွေလည်းသူ့ထက်ပိုပြီးပါသွားပြီ။ဆက်မှာဆိုလို့ရှိရင်သူ့မှာ audio output အနေနဲ့ optical output ကအစားသူ့မှာပါလာတွေ့ရတယ်ဆိုတော့တော်တော်လေးအဆင့်မြင့်သွားပြီဗျာစက္ကန့်ပုံစံလေးတွေကိုလည်းကျွန်တော်ဒီဗီဒီယိုလေးရဲ့အရှိမပြပေးထားပါတယ်ဆိုတော့သူ့ရဲ့ဈေးနှုန်းကတော့3,950,000မှာလူငယ်တွေသုံးမယ်ကျွန်တော်တို့အချမ်းပရန်တွေရှောက်သုံးမယ်ဆိုလို့ရှိရင်တော့ဒီဆက်လေးကိုပို့ပြီးတော့ recommend ပေးပါတယ်သူက heat protection ကာကွယ်တာတွေရစအကုန်သူ့မှာပါတယ်ဗျာ H98 Plus လို့ခေါ်ပါတယ် RAM 4 internal memory 32ပါဈေးနှုန်းက3,950,000စက်ပုံလေးတွေကိုတော့ဒီရှေ့မှာကျွန်တော်တစ်ခုချင်းစီခုနပြပြီးသွားပါတယ်ခင်ဗျဒါကတော့ဘယ်လိုလူတွေအတွက်အသုံးတဲ့တယ်လဲဆိုရင်အိမ်မှာရိုးရိုးတီပဲရှိနေတဲ့ဥစ္စာကို Wi-Fi နဲ့ချိတ်ဆက်ပြီး YouTube တွေ Netflix တွေမြန်မာစာတန်းတို့ application တွေနဲ့ဘောလုံးပွဲ application တွေထည့်ချင်တဲ့မိတ်ဆွေတွေအတွက်အဆင်ပြေမဲ့စက်မျိုးလေးတွေဖြစ်ပါတယ် H96 Q Plus နဲ့ကျွန်တော်တို့ H98 Plus ဖြစ်ပါတယ်ခင်ဗျဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်တယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်